film ရဲ့အခက်အခဲတွေကိုလည်းနားလေတယ်စာနာစိတ်မကောင်းဖြစ်တဲ့အပိုင်းတွေလည်းရှိတာပေါ့နော်ဒီလိုမျိုးကဲအဲ့လိုဟိုကြာဆုံးတာတွေထိခိုက်တာတွေနဲ့အောင်မြင်တာတော့အောင်မြင်တာပေါ့နော်ဒီကြာဆုံးထိခိုက်မှုနဲ့ရှေ့ဆက်နေရတယ်ဆိုတာကိုဟိုမြင်ရကြရသိရတဲ့အတွက်လည်းစိတ်မကောင်းဖြစ်တယ်ဒါပေမဲ့တစ်ဆက်တည်းမှာလည်းဒါတော်လှန်ရေးပဲဒါကကျွန်တော်တို့အကုန်လုံးဖြတ်သန်းခဲ့ရတယ်ပေါ့နော်ကျွန်တော်တို့ဆိုလည်းဖလန်မင်းတပ်မြို့သိမ်းတိုက်ပွဲဆိုရင်အာမြို့သိမ်းတိုက်ပွဲအစာဆုံးပြီးတဲ့အချိန်မှာကျွန်တော်တန်ရာရတယ်လို့နဲ့တိုက်ပွဲကြိုက်လို့ပေါင်းလိုက်အယောက်900ကျော်တယ်အယောက်900ကျော်တန်ရာရအကြဆုံးရှိခဲ့တယ်ပေါ့နော်မင်းတပ်မြို့သိမ်းတိုက်ပွဲတော့ကအကုန်လုံးတောက်လျှောက်ကမနာတမ်း constant pressure ပေးတယ်ဘယ်တော့မှမဆုတ်တမ်းပေါ့နော်လုံးဝရှေ့ကိုဆက်တိုးပြီးတိုးတယ်တယောက်ပြီးတယောက်ကြားတယ်အဲ့ဒီကြားတဲ့ကပဲset pressure ပေးတယ်ပေါ့နော်သူတို့ကိုလုံးဝဒီစိတ်ကောင်းစီကိုလုံးဝဒီကောင်တွေကိုဘယ်တော့မှဘယ်လိုပြောမလဲဟိုဒီကောင်တွေကိုဘယ်တော့မှအလွယ်မပေးဘူးပေါ့နော်ဘသူဘယ်လောက်ကြပေါ့လေတောက်လျှောက်ရှေ့ဆက်တိုးတယ်ဒီပြည်သူတွေလည်းနောက်က support ကောင်းကောင်းပေးတယ်ပေါ့နော်ပြည်သူတွေလည်းယုံကြည်တယ်ကျွန်တော်တို့အကုန်လုံးလှူဘဝတူတိတ်လုပ်တယ်အဲ့ဒါပြီးမှဒဏ်ရာရတဲ့လူတွေအများကြီးပေါ့ခုနပြောသလိုပေါ့နော်ကြာဆုံးတာကအယောက်80ကျော်တယ်တိုက်ပွဲကြတာပေါ့နော်ကြာဆုံးအယောက်80ကျော်တယ်ဒဏ်ရာရအယောက်400ကျော်420ကျော်ပေါ့လေ400ကျော်တယ်ဆိုတော့အဲ့ဒီမှာပဲကြာဆုံးအယောက်900ကျော်တယ်ဒီမှာကကျွန်တော်တို့တောက်လျှောက်ဘယ်လိုပြောမလဲစစ်ကောင်စီကိုပေါ့နော်ဘလို့မှပဲပေါင်းစုံနဲ့ဝိုင်းမိမှာပေါ့လေဟိုရှေ့ဆက်တိုးတယ် pressure တောက်လျှောက်ဖေးတယ်ပေါ့နော်အဲ့လိုမျိုးအနေနဲ့ပေါ့လေနောက်ဆုံးကျတော့လည်းစစ်ကောင်စီကဒီ breaking point တခုရောက်လာတာပဲနောက်ဆုံးကျတော့စစ်ကောင်စီအနေနဲ့လည်းဘလို့ support ပေးကျွန်တော်လည်းခု flat မှာဟို flat မှာဒီလိုမျိုးပေါ့နော်လေကြောင်းတိုက်ခတ်မှုတွေယာနဲ့ချီပေါ့နော်ဆိုတော့ကျွန်တော်တို့ဘက်မှာချင်းတွေးတုန်းကလည်းပဲဒီလိုမျိုးတောက်လျှောက်လေကြောင်းတက်ခိုင်းမှုတွေရှိတယ်မင်းတပ်မှာဆိုလည်းဒီတရက်ထဲနဲ့ဂျက်တိုက်လေရင်အချိန်20ကျော်26ချိန်25ချိန်26ချိန်လောက်လာတယ်ပြီးတော့ wine 12တွေနဲ့ပေါ့နော်နှစ်ချိန်လောက်လာပတ်တယ်ဆိုတော့တရက်ထဲနဲ့ဘုံအလုံးကြီးအဲ့တုန်းက400 500လောက်နီးပါးလောက်ပေါ့နော်ဘုံလာကျေးတာတွေရှိတယ်ပေါ့လေအဲ့လိုမျိုးဆိုတော့ဒီကြားတဲ့ကကျွန်တော်တို့ကြောကိုကြောဖြတ်ရမယ်ဟာဖြစ်တယ်ပြီးတော့လဲတောက်လျှောက်ပေါ့နော်ပြည်သူတွေကအစအကုန်လုံးဒီ CNDF CNO အကုန်လုံးပေါ့နော်ဖလန်ပြည်သူတွေရဲ့ပေါ့တော့အကုန်လုံး support ကောင်းကောင်းပေးပြီးမှာပေါ့ကောင်းကောင်းကိုဘယ်လိုပြောမလဲhold your nerve ပေါ့နော်တကယ် test တစ်ခုဖြစ်တယ်ဒါပေမဲ့ဒီ test ကကျွန်တော်တို့အောင်နိုင်မှာပါဒီ test ကလည်းပဲကျွန်တော်တို့ရဲ့ခံယူချက်ကျွန်တော်တို့ရဲ့လွတ်မြောက်လို့မှုဘယ်လောက်ပြင်းထန်တယ်လဲဘယ်လောက်ပြင်းကြတယ်လဲဘယ်လောက်စိတ်ပိုင်းဖြတ်ထားပြီးမှဘာဝင်ကြတယ်လဲဆိုတာရဲ့စာမေးပွဲတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့လည်းလုံးဝဒီသူတွေနေနေပေါ့နော်ဒါရှင်းပြောရင်ဒါကျွန်တော်တို့ကဖလမ်ဒီသူတွေကတော့ဖလမ်ညီကိုမောင်နှမတွေကတော့တကယ် primary ရှေ့တန်းကပေါ့လေဒါပေမဲ့ဖလမ်တက်တော့မဟုတ်ပါဘူးကျန်တဲ့ချင်းညီနောင်တွေချင်းပြည်သူတွေအကုန်လုံးရဲ့ဘာဝင်ရမယ်ပွဲဖြစ်ပါတယ်ပြီးတော့မှလေဒါချင်းတဲ့မဟုတ်ပါဘူးကျန်တဲ့ဒီတနင်္ဂနွေလုံးမှာရှိတဲ့ဒေါ်လာရေးပြည်သူတွေလည်းလုံးဝဘာဝင်ရမယ်ပွဲလည်းဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီလောက်ထိကျွန်တော်တို့ဘာဝင်လာကြတယ်တောင်းခံလာကြတယ်ပေါ့နော်အောင်ပွဲတော့လည်းတကန်းမှာရှိနေပြီတောက်လျှောက်ဆက်လက်ပါဝင်ဖို့ပေါ့နော်ဒီပွဲပြီးတဲ့နောက်ပိုင်းမှာဒီထောင်းနဲ့ကျွန်တော်တို့ရှေ့ဆက်ပြီးမှဘလို့ဒီဆောက်ကြမယ်ဘလို့လုပ်ကြမယ်ဘလို့ပူပေါင်းပါဝင်ကြမယ်ဆိုတာလည်းပဲရှိတယ်ပေါ့နော်လက်ရှိမှာလည်းပူပေါင်းပါဝင်နေတယ်လုပ်ကြတယ်ပေါ့နော်နောက်ကိုလည်းပဲဘလို့ချိတ်ဆက်ပြီးမှလုပ်ကြမယ်ဆိုတာပေါ့နော်ကျွန်တော်တို့အများကြီးပြင်ဆင်ဆွေးနွေးထားတာရှိတယ်နောက်ခုနကျွန်တော်ပြောခဲ့တဲ့အချက်နဲ့ပဲဆုံးသက်လိုပါတယ်ဖလမ်တိုက်ပွဲဒီအရေးကြီးတယ် geographical အရာပြီး geolocation ရပေါ့နော် geolocation ရရောဖလမ်ရဲ့ဒီနေရာအနေထားဒီသူ့ရဲ့အောင်ပွဲဒီအရန်အရေးကြီးတယ်ကျွန်တော်တို့လုံးဝနိုင်ကုန်နိုင်ရမယ်ပွဲဖြစ်တယ်ဆိုတော့ဒီသူတွေနဲ့ပေါ့နော်ဆက်လက်ဘာဝင်ကြဖို့ဆက်လက်ပံ့ပိုးကြဖို့အောင်ပွဲလက်တကန်းလို့ရောက်မှာပေါ့နော်ကျွန်တော်တို့ဘလောက်ပင်ပန်းနေပါစေခက်ခဲနေပါစေပေါ့လေဆက်လက်ပါဝင်ပေးကြဖို့ဆက်လက်ကူညီကြဖို့ပံ့ပိုးကြဖို့ပေါ့နော်ပြောလိုပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းပဲကိုယ့်ဟာနဲ့ရှာပေးမှပံ့ပိုးနေတာရှိတယ်ပြီးတော့လည်းဒီဟာဒီကျွန်တော်ပြောခဲ့တဲ့ baptism of fire ပဲဖြစ်တယ်
ဒီလိုမျိုးအခက်ခဲအကြက်တဲကဒီဒီဒေါ်လာကြီးမှာစစ်ထုတ်လိုက်တဲ့သဘောလည်းဖြစ်တယ်တကယ်ကြော်ဖြတ်ရမယ်ဒေါ်လာကြီးဖြစ်တယ်ဥပမာဒေါ်လာကြီးအရှိန်မြင့်လာတဲ့ညမကွေးစကိုင်းဖက်ဖက်တချို့အဖွဲ့တွေကိုကြည့်ပါဒီ local PDF လေးဒီခံယူချက်ရှိတော်ညာလည်းပဲဒါပေမဲ့ emotion တက်နဲ့စုဖွဲ့မှုမကောင်း political agenda တွေဒီ idea တွေမရှိဘဲနဲ့စိတ်ကောင်းစီကိုတိုက်မယ်ဆိုရင်ခံယူချက်တက်နဲ့ထွက်လာတယ်ဒါပေမဲ့ဒီလိုမျိုးတော်လှန်ရေးမုန်တိုင်းတွေတော်လှန်ရေးစမင်းပွဲတွေစစ်ဆေးခိုင်းတယ်ဖြတ်တန်းခိုင်းတယ်ကပြိုပြက်သွားတဲ့ဖျို့ဖျက်ဖြစ်သွားတယ်လမ်းကြောင်းလွဲသွားတဲ့အဖွဲ့တွေအများကြီးဖြစ်တယ်ဆိုတော့ forum ကတော့ကောင်းကောင်းမွန်မွန်ဖြတ်ကျော်နိုင်လိမ့်မယ်ဆိုတာယုံကြည်တယ်ကျွန်တော်တို့သိနေတယ်ရှေ့ဆက်ပေးမှလည်းလုပ်ဆရာအများကြီးရှိတယ်ပြီးတော့ flat မှာဒီကောင်းဆောင်ကောင်းတွေပေါ့နော်လူငယ်တွေရှိတယ်တကယ်ကောင်းဆောင်ကောင်းတွေပြတ်သားတဲ့အမြင်ရှိတဲ့လူငယ်တွေရှိတယ်ဆိုတာလည်းပဲအများကြီးဝမ်းသာစရာဖြစ်တယ်ပေါ့နော်သူရှေ့ဆက်ပေးမှလည်းကျွန်တော်တို့အနေနဲ့ flat ကိုတကယ်ဒီဇိုင်းမတာအားပူပေါင်းပါဝင်ဖို့ရှိတယ်ကျွန်တော်တို့ကြာရကန္တာနဲ့ပေါ့နော်ပါဝင်မယ်အခုလိုမျိုးပါဝင်ခွင့်ရတဲ့လည်းကျေးဇူးအများကြီးတင်တယ်ဒီလိုမျိုး Zoom meeting မှာလည်းပဲနောက်ထပ်ပါဝင်စရာရှိရင်ပေါ့နော်ကျွန်တော်တို့အများအားအဆင်သင့်ရှိတယ်အများတောက်လျှောက်ပါဝင်ပါမယ်လို့ပြောလိုတယ်ကျွန်တော်တို့အားလုံးပေါ့နော်ဒီတပ်ဖွဲ့ကိုအောင်မဖြစ်မယ်အောင်ပွဲလည်းတကန်းရောက်နေပြီပေါ့နော်ဒီဆမ်မင်းပွဲကိုကြော်ဖြတ်ကြမယ်ကိုယ့်ရဲ့ကိုယ့်လူမျိုးရဲ့လွတ်မြောက်မှုကိုယ့်မျိုးရဲ့လွတ်လပ်မှုကိုပေါ့နော်ကိုယ့်နဲ့ကိုယ်ပြန်လဲတိုက်ယူပြီးမှဖန်တီးပြီးမှတိဆောက်ကြမယ်ဆိုတာပြောကြရင်းနဲ့ဒီကုန်းချုပ်လိုပါတယ်ခင်ဗျ